တကယ်အရေးပါတဲ့ဘဝပြောင်းလဲမှုတွေဟာအမြဲတမ်းကြီးကျယ်ခမ်းနားတဲ့ခိုက်တန့်တွေကစတင်ခဲ့တာမဟုတ်ပါဘူးဒီနေ့မှာဖေးရူမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်ပြောပြပေးချင်ပါတယ်တူးဟာဝါတို့ကျွန်တော်တို့ဘဝတစ်ခုလုံးတိတိကျကျပြောင်းလဲပစ်လိုက်တဲ့တူးဟာဝါတို့အကြောင်းလေးပြောပြရစီအရာအလုံးအဝိရှော်ရရင်စားခဲ့တာပါအဲ့ဒီကကျွန်တော်ကခေါက်လက်ဆအဝိပုံမီမစေးရတဲ့ပကံတွေကြားမှာမဖက်ရတဲ့အီးမေးလ်တွေနဲ့အတူအားလုံးနောက်ကျခဲ့ပြီလို့ကျွန်တော်စိတ်သက်ကြမှုတွေနဲ့အတူရှင်းတန်းနေခိုင်းခဲ့ပါတယ်ကျွန်တော်ပြင်းလို့မဟုတ်ပါဘူးကျွန်တော်စိတ်ပင်ပန်းနေခဲ့တာပါအလုပ်တွေအများကြီးကိုတပြိုင်တည်းလုပ်ရတဲ့အတွက်ကြောင့်ဘေးရမှာပြီးဆုံးအောင်ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီညမှာပဲဘလို့လုပ်ရင်အားလုံးပြန်ကျဲမြင်စိတ်ချနေရလွတ်မြောက်နိုင်မလဲဆိုပြီးကျွန်တော်ကိုယ်ကဲမှာရှာကြည့်တူးဟာရူကိုတွေးခဲ့ရတယ်နှစ်နာရီပဲလားဆိုတော့အံ့ဩမှုများစွာနဲ့စိတ်အားတက်တန်စွာဒီတူးဟာရူကိုကျွန်တော်စမ်းကြည့်လိုက်ပါတယ်6လကြာတဲ့အခါမှာတော့ကျွန်တော်ရဲ့မနက်ခင်းနဲ့အေးစိတ်တည်ငြိမ်လာပြီးလှုပ်ရှားစင်းရင်းတွေကလည်းစီမံခန့်ခွဲရလွယ်ကူလာပါတယ်နှစ်ပေါင်းများစွာတဲ့ပမာဆုံးကျင်ဖြစ်ညနေချိုက်ချိုက်အေးပျော်လာခဲ့ပါတယ်တူးဟာရူဆိုတာပါလေတူးဟာရူဆိုတာနေ့စဉ်2နာရီအချိန်ကိုအာရုံစိုက်ပြီးအဓိပ္ပာယ်ရှိတဲ့အရေးကြီးတဲ့ဒါမှမဟုတ်တိုးတက်မှုကိုဖြစ်စေတဲ့အလုပ်တစ်ခုကိုတီးတက်အချိန်ပေးဖို့ပါပဲဆိုလိုတာအဲ့ဒီအလုပ်ကဝတ္ထုရေးရတဲ့ဖြစ်နိုင်တယ်ဘာသာစကားအသစ်တစ်ခုကိုတင်ယူလာတဲ့ဖြစ်နိုင်တယ်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လာတဲ့ဖြစ်နိုင်တယ်လို့အင်တာရှင်းလုပ်တာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်တင်လုံးမယ်လို့စိတ်ကူးနေတဲ့လုပ်ငန်းတစ်ခုကိုစတင်တာမျိုးလည်းဖြစ်နိုင်ပါတယ်နှစ်နာရီပဲနော်အာယုံပြန်လည်မှုရှိစေရဘူးလှုပ်ပေါင်းလို့တပြိုင်တည်းမလှုပ်ရဘူးနောင်တမရစေရဘူးဒီအချက်တွေကတင်းငယ်တယ်လို့ထင်ရပါမယ်တင်းရဲ့ဘဝအမှန်တကယ်ပြောင်းလဲပြီးနိုင်ပါတယ်တူးဟာဝါရူကကျွန်တော်ရဲ့ဘဝကိုဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတော့မနက်ခင်းကျွန်တော်စိုးစီနှစ်နာရီကိုအီးမေးလ်တွေဆိုရှယ်မီဒီယာတွေမကြည့်ချင်ရှေ့ဆက်မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ freelance project တစ်ခုကိုတီးတက်အချိန်ပေးလုပ်ခဲ့ပါတယ်3ရက်မြောက်နေ့ပါပဲအရင်2ပတ်လောက်လုပ်ခဲ့ရတဲ့ပို့ပြီးတော့ပြီးမြောက်ခဲ့ပါတယ်ဒုတိယပတ်မှာတော့ကျွန်တော်ရဲ့စိတ်ပူပန်မှုတွေရှော့ကျလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျန်တဲ့အလုပ်တွေအားလုံးကကျွန်တော်မပြည့်ပြတ်သေးရင်တော့မှကျွန်တော်ဟာနေ့စဉ်နဲ့အမျှတိုးတက်လာတာကိုတွေ့လာရလို့ပါပဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဟာအချိန်2နာရီကိုစိတ်နဲ့ကိုယ်နဲ့နေ့စဉ်အစီအစဉ်ရေးဆွဲပြီးပလန်ချခဲ့ပါတယ်နှစ်ပေါင်းများစွာဆွန့်လွတ်ခဲ့တဲ့စာပေဖန်တီးမှုတွေပြီးဖို့အီးမေးလ်တွေပြန်ပြီးရှင်းလင်းဖို့ကျမကြီးကလမ်းလျှောက်ရင် audio ပို့တွေနားထားဖို့စတာလေးအတွက်ကျွန်တော်အသုံးပြုခဲ့ပါတယ်ဒီလိုအသုံးပြုလာတဲ့အခါမှာအလုပ်ရှုပ်တာတွေမျိုးမဟုတ်ပဲရည်ရွယ်ချက်ရှိရှိပြစ္ဆုတ်ပန်တစ်ခုတည်းကိုအာရုံစိုက်ပြီးတော့တည်ငြိမ်စွာနဲ့စွမ်းအားရှိလာတဲ့ခံစားလာရပါတယ်တင်ပေါ်မှာ2နာရီကိုပဲတူးဟာရူအတိုင်းအသုံးပြုလိုက်ပါနံပါတ်1တင်ရဲ့အာရုံစိုက်မှုကဏ္ဍတွေကိုသတ်မှတ်လိုက်ပါတင်ရဲ့ဘဝဒါမှမဟုတ်ဘာနဲ့တခုကိုရွေးချယ်ပါပြီးရင်ကိုယ့်ကိုဒီလိုမိကုန်းလေးမေးကြည့်လိုက်ပါတနည်းနည်းတော့လုံးမယ်ဆိုတဲ့စိတ်ရင်းထဲမှာဘယ်အရာတွေကအချိန်ကြာကြာရှိနေခဲ့ပြီလဲဘယ်အရာတွေအတွက်ကိုအချိန်မရှိဘူးအမြဲပြောနေခဲ့လေဘယ်အရာကိုယ့်ရဲ့အနာဂတ်အတွက်အကျိုးရှိစေမယ်လို့ထင်စေခဲ့လေနံပါတ်2တင်အလုံးလုံးနိုင်ဆုံးအချိန်ကိုရွေးပါတင်အုံတော့ကအလန်းဆန်းဆုံးဖြစ်တဲ့အချိန်ကိုရွေးပါလူများဆိုတာမနက်ပိုင်းမှာဖြစ်နိုင်ပြီတင်အတွက်ညနေလာစားပြီးအချိန်နဲ့ဖြစ်နိုင်ပါတယ်ဒါမှမဟုတ်သူများတွေအိတ်နေစီညာကြီးလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်2နာရီကိုပဲဘလို့မှမပြတ်မကွက်ပဲချင်းစုံမှုတစ်ခုကိုတဘောထားပြီးတော့တက်ကလေးမှာမှတ်သားထားပြီးနေတိုင်းကျင့်သုံးပါနံပါတ်3အာယုံပြန်လို့စီမဲ့အရာတွေဖယ်ရှားပြပါဖုန်းကိုဆိုင်းနေလို့က do not disturb မှုကို on လိုက်ပါအာယုံပြန်လို့မှုတွေကိုရှော့ချနိုင်ဖို့မြင်ချက်ဖို့အသုံးပြုပါနံပါတ်4ဒီတဲ့အချိန်ပြတ်သတ်မှတ်ပါအဲ့ဒီအချိန်ကအခြားလုပ်တွေပုံနေတဲ့အတွက်ရှင်းလင်းတဲ့အချိန်မဟုတ်ပါဘူးဒါတင်းဘဝအတွက်ရည်ကြီးတဲ့အရာခုကိုတိစောက်ဖို့ဖန်တီးဖို့ဒါမှမဟုတ်ပြန်လည်တိစောက်ဖို့အတွက်အချိန်ဖြစ်ပါတယ်အရင်ဆုံးတနေ့ကို1နာရီနဲ့စတင်နိုင်ပါတယ်အရေးကြီးဆုံးကပြီးပြည့်စုံမဟုတ်ပဲအမြဲလှုပ်ဆောင်နေတဲ့အလေးချင်းတစ်ခုပါ
ဒါပေမဲ့ကျွန်တော်ကအချိန်နဲ့နိုင်မရှိဘူးဟုတ်ပါတင်မှာအချိန်မရှိပါဘူးဒီလိုအကြောင်းပြတဲ့အများကြီးကြားဥပါတယ်တကယ်တမ်းတော့တင်အလုပ်ရှုပ်နေရဆိုတာလည်းမှန်ပါတယ်ဒါပေမဲ့ message စစ်တာဖုန်းတုံးတာမျိုးတွေအတွက်တင်ကအချိန်ကုန်နေတတ်ပါတယ်ဒီနှစ်နာရီစီးမြင့်ကတင်ကိုအဲ့ဒီအလုပ်တွေရရွေရွေရှိရှိတွေးဖယ်ပြီးတော့လှုပ်ဆောင်နိုင်တာကိုပြောင်းလဲပေးနိုင်ပါလိမ့်2ရက်3ရက်လောက်တင်ရဲ့အချိန်ကိုမှတ်တမ်းတင်ကြည့်တာအနည်းဆုံး2နာရီလောက်ကတန်ဖိုးရှိရဲ့အရာတွေအတွက်ခုံဆုံးနေအောင်တွေ့ရပါတယ်အဲ့လောက်တက်ကြအာယုံဆိုင်နိုင်ဘူးဒါဆိုလဲရရင်မိနစ်30နဲ့စလိုက်ပြီးရင်တဖြည်းဖြည်းတိုးသွားလိုက်အလေးချင်းတစ်ခုကိုတိစောက်ဖို့အတွက်စီမင်းစီကတ်နေလိုအပ်ပါအောင်ကျွန်တော်ရဲ့အချိန်စရာမမှန်တင်ဟာမနက်ခင်းဆက်စချင်းအချိန်ကိုရွေးချယ်နိုင်ပါတယ်အကယ်၍မဖြစ်နိုင်ဘူးဆိုရင်ညနေခင်းသို့မဟုတ်အားလိုက်တဲ့အချိန်မျိုးတွေမှာအချိန်မှန်မှန်လှုပ်ဆောင်နိုင်မှုပဲလိုအပ်ပါတယ်နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ဒူးဟာရူကကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကြောင်းလဲပြစ်ဖို့မလှုပ်ဆောင်ခဲ့ပါငါရှုပ်သွားလားမသိဘူးနေ့စဉ်2နာရီကိုပဲကျွန်တော်တို့တင်းငယ်စာအာယုံစိုက်ဖို့အတွက်ပဲကျွန်တော်တို့လှုပ်ဆောင်ခဲ့တာအဲ့လိုတင်းငယ်ပြောင်းလဲမှုတွေကပဲကျွန်တော်တို့အရာအလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်ကျွန်တော်စာရေးပြန်ကြည့်ပြခဲ့တယ်ကျွန်တော်ရဲ့ပန်းနိုင်တွေဟာစာရေးပေါ်ကနေလက်တွေ့ဘဝစီတို့ရောက်ရှိလာခဲ့ပါတယ်တင်လုတ်ခြင်းတဲ့လုပ်ငန်းတွေဒါမှမဟုတ်9နှစ်စီမံကိန်းတွေရှိဖို့မလိုအပ်ပါဘူးတင်အတွက်တကယ်အရေးပါတဲ့အရာတွေမြင့်တင်ဖို့အတွက်နေ့စဉ်ရွေးချက်ရှိအချိန်2နာရီလေးပဲလိုအပ်ပါတယ်ကဲဒူးဟာဝါရူကိုစမ်းကြည့်ဖို့အသင့်ဖြစ်ပြီလားဘိုင်းနိုင်တစ်ခုကိုရွေးပါမနှက်ဖြန်မှာ2နာရီကိုတီးတက်အချိန်ပေးလိုက်အာယံပြန်လည်မှုကိုဖေရှားလိုက်ပါပြီးတော့စတင်လိုက်ပါကြဲစတင်ပြီးတော့ဘလို့ခံစားရတယ်ဆိုတော့ကျွန်တော်ပြန်လည်ပြောပြပေးပါဦးတကယ်အရေးပါတဲ့ဘဝပြောင်းလဲမှုတွေဟာအမြဲတမ်းကြီးကျယ်ခမ်းနားတဲ့ခိုက်တန့်တွေကစတင်ခဲ့တာမဟုတ်ပါဘူးတခါလေးမှတော့တိတ်ဆိတ်တဲ့2နာရီကနေပဲစတင်ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်